အားလုံးပဲမင်္ဂလာပါ2026 PMGO S1C Finance G ကိုရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်မေလ15ရက်နေ့ကနေ19ရက်နေ့အထိ3ရက်တိုင်တိုင်ကျင်းပသွားမယ်ဒီပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်မဲ့အသင်းပေါင်း16သိန်းရှိပါတယ်ဒီထဲကမှလက်ရှိ form အကောင်းဆုံးဖြစ်နေပြီး top 5စီးရင်ထဲဝင်ရောက်လာနိုင်မဲ့အသင်း9သင်းကိုကျွန်တော်တို့သုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြအောင်ဗျာ YG မြန်မာပထမဆုံးပြောချင်တဲ့အသင်းကတော့ကျွန်တော်တို့ရဲ့မြန်မာကိုစားပြု YG ပါပဲWorld Cup လည်းရထားသလို PMCL မှာလည်း Champion အသင်းဆိုတော့ Top 5စီးရင်ထဲတော့မထက်မခဲ့ပါပဲ YG ရဲ့အကြီးကအားသာချက်ကတော့အကျက်အတန်းတွေကြားထဲကနေရှင်းတန်းနိုင်စွမ်း Survival Skills အရန်ကောင်းတာပါပဲဇုံအစွန်တွေကနေကစားရတဲ့အချိန်တွေမှာတော့အမှားရွေးမရှိဘဲနေရာကောင်းဒီစီကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့သူတို့ရဲ့ rotation ဘိုင်းကတော်တော်လေးချီးကျူးစရာကောင်းပါတယ်အရေးကြီးတဲ့အချိန်တွေမှာဆုံးဖြတ်ချက်မှန်မှန်နဲ့ point တွေရှာဖွေနိုင်တဲ့သူတို့ရဲ့စွမ်းရည်က Top 5ထဲကိုအရောက်ပို့ပေးသွားမှာပါ BDR အင်ဒိုနီးရှားဒုတိယအသင်းကတော့အင်ဒိုနီးရှားရဲ့အင်အားကြီးအသင်း BDR ခဲ့ပါတယ် BDR ဆိုတာနဲ့ပြိုင်ပွဲအတွေ့အကြုံကိုပြေးမိအောင်ပါဒီအသင်းရဲ့အသက်ကတော့ဇုံခမန်းနိုင်စွမ်းနဲ့မြေပုံကိုကြိုတင်ဖတ်နိုင်တဲ့ micro management ပါပဲတခြားအသင်းတွေအချင်းချင်းပြစ်ခတ်နေချိန်မှာ BDR ကတော့အကောင်းဆုံးနေရာတစ်ခုကိုအမြဲတမ်းဥရလိုယူထားနိုင်လေရှိပါတယ်တီငိန်နဲ့ကစားဟန်တဲ့တို့ပွဲစဉ်တိုင်းမှာအမတ်တွေပုံမှန်စုဆောင်းနိုင်တဲ့အတွက် BDR က top 5စီးမှာမပါမဖြစ်အသင်းတစ်သင်းပါ Team Flash VNMတတိယအသင်းကတော့ VNM ကိုစားပြု Team Flash ပဲဖြစ်ပါတယ် VNM အသင်းတွေရဲ့တဘာဝအတိုင်း Team Flash ဟာပြိုင်ဘက်ကိုအမြဲတမ်းချိန်ညောက်နေနိုင်တဲ့အသင်းပါသူတို့ရဲ့ထူးခြားချက်ကတော့တိုက်ပွဲတစ်ခုစဖြစ်ပြီးဆိုတာနဲ့တသင်းလုံးတစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်တတ်တဲ့ commitment ပိုင်းပါတယ်အကျိတ်နဲ့ရှိလာတဲ့ဒီ final ပွဲစဉ်တွေမှာ Team Flash ရဲ့အကြောက်အလန့်မရှိဝင်တိုးတတ်တဲ့ style ကအသင်းကြီးတွေကိုပါဒုက္ခပေးနိုင်တဲ့အတွက်သူတို့ကိုလည်း top 5စီးရင်နဲ့ထည့်သွင်းထားရခြင်းဖြစ်ပါတယ် EA ထိုင်းစတုလအသင်းကတော့ထိုင်းကိုစားပြု EA ပါEA ရဲ့အဓိကလက်နက်ကတော့ကြောက်ခမန်းလီလီမြန်ဆန်တဲ့သူတို့ရဲ့တိုက်စစ်စင်မှုပါတယ်။မြေပုံထဲမှာနေရာယူတဲ့အခါ space တကျယူပြီးပြိုင်ဖက်တွေကိုဖိအားပေးကစားတတ်တဲ့ aggressive play style ကသူတို့ရဲ့အမှတ်ထားတစ်ခုပါ။ဒါအပြင်တနက်ကစ်စွမ်းရည်ပိုင်းမှာလည်းတသင်းလုံးကအချစ်ဆက်မိမိပစ်ခတ်နိုင်ကကြောင့် team fight တိုင်းမှာအသာစီးရဖို့များပါတယ်။လက်ရှိထိုင်းအသင်းတွေထဲမှာခြေစွမ်းအငြိမ်ဆုံးထိနေတဲ့အတွက် EA ကို top 5ဆွင်းထဲမှာတေချာပေါက်တွေ့ရမှာပါ။ HYVE Philippinesနောက်ဆုံးပြင်စမမြောက်အသင်းကတော့ PMCL မှာ YG နဲ့အပြိုင်ဆိုင်ချန်ပီယံလူခဲ့တဲ့အသင်း YG ကိုမထင်ရမထင်လို့စိတ်အနှောက်အယှက်ပေးတိုက်တဲ့ဖိလစ်ပိန်ကိုစားပြု HYVE အသင်းဖြစ်ပါတယ် HYVE ကိုရွေးရတဲ့အကြောင်းရင်းကတော့သူတို့ရဲ့ကြိုတင်ခတ်မှန်းမရတဲ့ unpredictable ကစားကွက်တွေကြောင့်ပါပုံမှန်အသင်းတွေမလုပ်ရတဲ့လမ်းကြောင်းတွေကနေဝင်လာတတ်တယ်လို့ drop location တွေမှာလည်းပြိုင်ဘက်ကိုနှောက်ယှက်တတ်တဲ့အလေးအထားစီပါတယ်ဒီလိုဖီအားကင်းကင်းနဲ့လွတ်လွတ်လပ်လပ်ကစားတတ်တဲ့ underdog အသင်းတစ်သင်းရဲ့အရှိန်ဟုန်ကတွေးလှလာတဲ့ပိုကြောက်စရာကောက်လို့ top 5 ဝင်ပါဖို့အလားအစာမိုင်ရှိနေပါတယ်။ကဲဒါကတော့အခုကျင်းပမဲ့ PMGOC Finals မှာသူတို့ရဲ့ကိုယ်ပိုင်အားသာချက်တွေနဲ့နီးဗျူဟာတွေနဲ့အတူ top 5 ဝင်သွားနိုင်တယ်လို့သုံးသပ်ထားတဲ့အသင်း9သင်းပဲဖြစ်ပါတယ်။16သင်းလုံးကအကောင်းဆုံးပြင်ဆင်လာကြမှာဖြစ်လို့ပွဲစဉ်တိုင်းကအကျိတ်နဲ့ရှိနေမှာတော့အသေးကြပါတယ်။ကြည့်ရှုသူတငယ်ချင်းတို့လည်းဘယ်အကျဉ်းကချန်ပီယံဖြစ်သွားမလဲလို့ထင်ပါတယ်။ကိုအားပေးတဲ့အသင်းနာမည်တွေကို comment မှာရေးပေးခဲ့ကြပါဦး။နောက်ထပ် e-sports သတင်းတွေနဲ့ update တွေကိုသိရဖို့အတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်